ကျန်ပွဲကစားကြီးလွတ်မြစ်ပဲကျန်တော့တဲ့အချိန်မှာဘယ်အသင်းကအနာရရှိသွားမလဲဆိုတာကတော့ဒါဆိုင်ကိုမဖြစ်ပါလားကွာမာလာမြိုင်ရှိတယ်မာလာမြိုင်မှာတောင်သူဦးကြီးတို့ရဲ့ခက်ခဲတွေတိုင်းကိုအတူတူရင်ဆိုင်ဖြေရှင်းပြနေပြီအခုဆိုရင်မြန်မာနိုင်ငံရဲ့နေရာအနှံ့ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်တောင်သူအကျိုးကိုလိုလားတဲ့မာလာမြိုင်နဲ့ဆိုတောင်သူဦးကြီးတို့ရဲ့အကျိုးစီးပွားဒီအလားသုံးပါးစင်မှာပါမောင်မောင်လွင်ရဲ့အနိုင်ဂိုးနဲ့တူစကူလာကိုစကူပေါက်လိုက်ခင်ဗျာမာလာမြိုင်ကျေးဇူးရှင်တောင်သူဦးကြီးတို့အားလုံးစိတ်ချယုံကြည်အားထားရတဲ့အမှတ်စိတ်တောင်သူတိုင်းအတွက်မာလာမြိုင်